ယောက်ျားနဲ့မိန်းမဘယ်တော့မှမညီမျှနိုင်ဘူး and deep down you know it's true တယောက်ကတခြားတယောက်ထက်ပိုတာလို့မဟုတ်ဘူးတဘာဝတရားကိုပါကျွန်တော်တို့မတူကွဲပြားအောင်ဖန်တီးထားတာယောက်ျားဆိုတာ biologically ရ strength aggression risk taking အတွက် design လုပ်ထားခံရတာအားကြောင့်ပဲယောက်ျားတွေကစစ်ပွဲတွေမှာ extreme sports တွေမှာ innovation တွေမှာ dominate ပို့လုပ်နိုင်တယ် woman ကကြတော့ပြုစုပျိုးထောင်မှု emotional intelligence social connection တွေအတွက် design လုပ်ထားခံရတာအဲ့ဒါကြောင့်ပဲမိန်းကလေးတွေကပြုစုဆောင်ရှောက်တဲ့နေရာနဲ့ connection social connection တွေမှာပို့ပြီးယောက်ျားတွေတဲ့ excel လုပ်နိုင်တာအဲ့ဒါတောင် society ကငါတို့အားလုံးကညီမျှပါတယ်ဆိုပြီးဒီအလေညာကို they keep pushing this lie ကဲလို့ဒါမှန်တယ်ဆိုရင်စောက်လို့ရေလို့တာ69ရာခိုင်နှုန်းကဘာလို့ယောက်ျားတွေပဲဖြစ်နေရလဲဘာလို့ woman တွေကပူရှာနိုင်တဲ့ယောက်ျားကိုလိုချင်ကြရလဲဘာလို့အကြောက်စရာကောင်းဆုံးအလုပ်တွေကိုယောက်ျားတွေကလုပ်ရပြီးတော့မှပိုပြီး safety ရှိတဲ့အလုပ်ကို woman တွေလုပ်ရရလဲ equality of opportunity absolutely but equality of outcomes impossible ဒါကိုကြားလို့စိတ်နာသွားတဲ့လူရှိရင် welcome to the real world